လူတိုင်းမှာအုံနောက်ရှိတယ်နှလုံးသားလည်းရှိတယ်အချိန်ဆိုလဲ24နာရီတူတူပဲဒါပေမဲ့ဘာကြောင့်တချို့လူတွေရဲ့ဘဝတိုးတက်သွားပြီးတော့တချို့လူတွေရဲ့ဘဝကျန်နေခဲ့ရတာလဲခွာခြားချက်ကလူမဟုတ်ဘူးအခုကျွန်တော်ပြောပြမယ်အာသုံးလုံးသုံးပုံသုံးကြီးကြောင်းပဲနံပါတ်1ချက်အတွေးလူတိုင်းမှာကအတွေးကိုယ်စီရှိကြတယ်ကောင်းတဲ့အတွေးတွေရောမကောင်းတဲ့အတွေးတွေရောဒါပေမဲ့လူတိုင်းမှာတော့အတွေးတွေကမတူကြဘူးတချို့လူတွေရဲ့အတွေးကကြတော့ငါမရဘူးခတ်တယ်ဒီဥစ္စာကိုငါမလုပ်တတ်ဘူးဆိုတဲ့အတွေးနဲ့နေတယ်တချို့လူတွေကကြတော့ငါဘယ်လိုလုပ်ရမလဲငါဒါကိုဘယ်လိုသင်ယူရမလဲငါဒီတခါတော့စူးစမ်းကြည့်မယ်ကွာဆိုတဲ့အတွေးနဲ့နေကြတယ်မှတ်ထားပါအတွေးသေးရင်ဘဝကလည်းသေးလိမ့်မယ်အတွေးကြီးရင်တော့ဘဝလည်းကြီးလိမ့်မယ်လူတိုင်းဟာသူတွေးတဲ့အတွေးရဲ့ရလဒ်ပဲဖြစ်တယ်နံပါတ်2ချက်အတိတ်ပဲဖြစ်ရတစ်ခုတည်းကိုပဲလူတစ်ယောက်နဲ့တစ်ယောက်ကအတိတ်ပဲဖွင့်ဆိုချက်မတူကြပါဘူးဥပမာအကြောင်းတစ်ခုခုကြောင့်လူတစ်ယောက်ကအလုပ်ပြတ်သွားပြီဆိုကြပါစို့တစ်ယောက်ကတော့ငါတော့ဒီနေ့ကန်ဆိုးတာပဲလို့ထင်မယ်နောက်တစ်ယောက်ကတော့ငါဘဝအတွက်တစ်ခုခုလုပ်ဖို့အချိန်ရပြီလို့ထင်မယ်ဒီလိုပဲဝေဖန်ခံရပြီဆိုရင်လေတစ်ယောက်ကစိတ်ညစ်မယ်ဟာလားစိတ်နာမယ်နောက်တစ်ယောက်ကတော့ဒီအရာကိုသင်ခန်းစာယူမယ်အတွေးချင်းတူပေမဲ့အတိတ်ပဲဖွင့်ဆိုချက်တူချင်မှတူလိမ့်မယ်ဖြစ်ရက်ကိုမပြောင်းနိုင်ပေမဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုတော့ပြောင်းလဲနိုင်တယ်အတိတ်ပဲဖွင့်ဆိုချက်ပြောင်းလဲနိုင်ပြီဆိုရင်ကိုယ့်ဘဝကိုလည်းပြောင်းလဲနိုင်တယ်နံပါတ်3 action အကောင့်တွေပေါ်မှုလူတစ်ယောက်ကအတွေးကောင်းရှိတယ်အတိတ်ပဲကောင်းပေးတတ်တယ်ဒါပေမဲ့ဘာမှမလုပ်ရင်တော့ဘာမှမပြောင်းလဲပါဘူးတိပြီးဘာမှမလုပ်တာနဲ့မတိတာနဲ့ကအတူတူပါပဲစာအုပ်ဖတ်ပြီးတိတာကအတိပဲရှိတယ်တကယ်လိုက်လုံးမှပြောင်းလဲမှာပါပေါ့ကတ်ဗီဒီယိုတွေကြည့်တယ်စိတ်လှုပ်ရှားမှုတစ်ခုပဲတကယ်ကိုကလေ့ကျင့်မှာစကေးကြီးဖြစ်မှာပါအိမ်မက်ရှိုံနဲ့မလုံလောက်ပါဘူးတကယ်လှုပ်ရှားမှာအနာဂတ်ကပြောင်းလဲမှာပါအောင်မြင်တဲ့လူနဲ့မအောင်မြင်တဲ့လူကွာသွားတာကတိတာမဟုတ်ဘူးလှုပ်တာပါလူချင်းတူပင်မဲ့ဘဝချင်းမတူရတဲ့အကြောင်းရင်းကအတွေးအတိတ်ပဲ action အကောင့်တွေဖော်မှုဒီအာသုံးလုံးသုံးပုံသုံးလေးမတူလို့ပါပဲဒီနေ့ကစပြီးတော့ကိုယ့်ရဲ့အတွေးတွေမြင့်လိုက်ပါကိုယ့်ရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေပြောင်းလဲပါကိုယ့်ရဲ့ရည်မှန်းချက်တွေတကယ်အကောင့်တွေဖော်ပါဘဝကနောက်မကျသေးပါဘူးဒီအာသုံးလုံးထဲမှာမိတ်ဆွေအရန်လိုအပ်နေတာကအတွေးလားအတိတ်ပဲဖွင့်ဆိုချက်လားအကောင့်တွေဖော်မှုလားဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye